ပါလေမြေသားဒီလမ်းမှာငါတယောက်တည်းရှောင်နေရင်လူများကငါ့ကိုခေါ်ကပြုံးလို့နှုတ်ဆက်ရင်အော်ငါလူကကြီးမရှိပါမလားအော်လူပြောနေကြတဲ့ပိတ်တာဘုံဆိုတာများလားအော်လူရဲ့အနေဆိုပြောညဆိုပြောက်သွားကြအော်လူပြတာဒီကိစ္စမောင်ကြီးတင်ငါဒီနေရဘလို့များရောက်ပြီးအောင်ချာလူသားတွေနဲ့ဒီနေရာမအဆက်လာပါဟာကျမမျိုးဒီတန်တရားတွေကြဝေကျွေးမကြေကခံနေရသေးလူသားပြန်ငါများတန်းပြီးလေပါအော်ငါကြောက်လန့်ပြီးတော့ပြေးထွက်လိုက်ချိန်မှာ